ကဲ blind box မှာဖောက်တာကြာပြီဆိုတော့ကျွန်တော်အခုအသစ်ထွက်ထားတဲ့ Hirono ရဲ့ Tame Wild Grass ဆိုတဲ့ series လေးကိုဖောက်ပြမှာဖြစ်ပါတယ်ဒီမှာသူကတော့ပေါ့နော်အကြိုက်ဆုံးကတော့ဒီ secret လေးပေါ့နော် secret လေးကမိုက်တယ်သူတစ်ပင်လေးကိုပေါင်လေးထဲမှာမှန်ပေါင်လေးထဲမှာထည့်ထားတဲ့ပုံစံမျိုးဒီကောင်ကဘာလေးလဲဆိုတော့ဒီဘဝတစ်လျှောက်မှာပေါ့နော်တချို့တစ်ခွေမှာကြုံတွေ့ရတဲ့ဒီလိုစိတ်ခံစားချက်ပေါ့နော်ဒါကတော့သူကအဲ့လိုမွန်းကျက်မှုတွေစိတ်ခံစားမှုတွေဥပမာ for example မှာ full time တဲ့တဲ့မှာအချိန်လုံးလုပ်ဒီပဲလုပ်နေအဲ့လိုဖြစ်မှာပေါ့နော်ကျွန်တော်တိကျတော့တေချာတော့မသိဘူးဒါပေမဲ့အဲ့လိုပုံစံလေးပေါ့မှာ self anchor မှာသူ့ကိုယ်သူကြောက်စုလေးနဲ့ချီတာအဲ့လိုမျိုးချစ်တော့ချစ်စရာလေးဗျာတဲ့လားအကုန်လုံးတော့ကြိုက်တယ်ဗျာအကုန်လုံးကတော့သူ့ဟာနဲ့သူအဆင်ပြေတယ်ဒီစီကဘယ်ဟာကြိုက်တယ်ရဲ့လို့မပြောတတ်ဘူးဗျာအကုန်လုံးကတော့ကြည်တိုင်းချစ်စရာလေးသူ့ဟာနဲ့သူမှခံစားနေကြနော်ကိုလည်းခံစားသူလည်းခံစားပါအဖော်ရပါဗျာအဖော်ကမှအဲ့လိုမျိုးစိတ်ညစ်နေချိန်တိုင်းကဲဖောက်ပြီးပြောနေကြတယ်လိုချင်ဆုံးကတော့ကုန်ကြိုက်တယ် secret ပေါက်ရင်တော့အရင်ပြောရမှာโอเคဒီမရှိတော့ဖောက်ပြီးဗျာဒီရှိရကဲဒီပါလာဒီကြည့်ကဲဒီပါကြည့်နော်ကဲအဲ့ဒီ secret လာပြီဟာမှန်ပါတော့မပါဘူးကွာ secret တော့မဟုတ်တော့ဘူးကဲဘာလို့ဖြစ်မထင်းလဲโอ้ยချစ်စရာလေးရဒီကောင်ပါဈေးဝယ်ထွက်နေတာဟုတ်တယ်ကွာမင်းဒါပတ်စံကုန်နေရတဲ့ကောင်လေးကတော်တော်ဘူးနေရเนาะဒီမှာ voucher ရေးဆိုရှေ့ကြီးပဲ voucher ကိုအင်ကြီးပါလုံးဝယ်လို့ရတယ်အနေထားကိုရောက်နေတာပေါ့နော်အဲ့ဟိုဒီကောင်လေးကအမှန်တော့စိတ်ထဲမှာတော့ကတ်တိုးလေးကြိုက်နေတာအဲ့ကောင်လေးကိုသွားကြည့်ပြီးတော့ကျွန်တော်ကာရာတီးချတဲ့ဘယ်လေးထင်နေဒီကောင်ကာရာတီးချနေဘဝမှာရုံးကပ်ပြီးတော့ချနေရတာမသိဘူးဘယ်ဟုတ်မလဲ shopping ထွက်နေတာကောင်လေးကဒီမှာကျွန်တော် detail လေးတွေကို show ပြရလုံးပါနော်ဆေးပါရနေဒါကျွန်တော်ညီညွှန်းတာပဲကျွန်တော်အဲ့မှာဟို Shopee တို့ Lazada တို့မှာကျွန်တော်ထိုင်ဝယ်နေပြင်ပတ်စံကုန်လို့စိတ်မကောင်းနေဖြစ်နေတာဒါကျွန်တော်ပဲနော်ကျွန်တော်ရှိမှာပါဒါမျိုးတွေလူငယ်တွေအကုန်လုံးတူတူပဲဖြစ်မှာပါကျွန်တော်နဲ့နော်ချစ်စရာမွတ်ကဲ secret လေးများပေါက်မလားဆိုတဲ့စိတ်နဲ့နောက်ထပ်တစ်ခုထပ်ဝယ်တာပေါ့နော်လေးပဲဒီက secret မဟုတ်ရင်တော့ကြောက်တုံးအကြီးပဲနော်အခုဒီကောင်ဒါလည်းကြိုက်တယ်ကြိုက်ဆုံးထဲမှာပါတယ်နော်ကြောက်တုံးကြီးဒီမှာကြောက်တုံးတည်နေတဲ့ကောင်အဲ့ကောင်လည်းကြိုက်တယ်โอเคမဟုတ်ရင်တော့ secret ပဲ secret ကတော့လုံးဝမိုက်တယ်အပင်ကြီးမှာလုံးဝအုပ်တာပါညာလား secret ပဲလုံးဝတေးကြတယ်ဖောက်လိုက်တော့စကားတွေအများကြီးမပြောတော့ဒီဖောက်တော့တေးကြပါလေ secret ပဲနော်ဆိုတော့ကိုယ်မပြော show လိုက်တော့မဟုတ်ဘူးကွာကြောက်တုံးတဲ့နေတဲ့ကောင် anyways ဒီကောင်လည်းမိုက်တန်တယ်အကြီးဆုံးနဲ့အလေးဆုံးပဲနော်လုံးဝဒီမှာကြည့်ဖြူမဲအရှုပ်လို့မရဘူးနော်မိုက်တယ်ဗျာဒီလေးရှုလိုက်ဒီကောင်နာမည်ပါလေ Sissy Fin work အဲ့ဒီကွာဒီကောင်ပေါ်မှာလဲတွားဟိုနဲ့ crown နဲ့အမန်တို့ဒီနော်အလုံးမှာဝင်နေအလုံးပိနေရပါကွာဝင်ပိနေရတယ်ကွာဒီကောင်ကတော့ shopping ထွက်ပြီးဒုက္ခရောက်နေနော်နှစ်ခုလုံးကတော့ကျွန်တော်နဲ့တော့ဒီကောင်နဲ့ပဲတူတာပဲကျွန်တော် shopping ထွက်ပြီးဒုက္ခရောက်နေတယ်ကျွန်တော်အလုပ်တော့မပြီးအေးစေးပဲကျွန်တော်ပေါ့ပါပဲပြောရှင်ပဲနော်ပိတ်သက်တွေနဲ့ပြောရှင်ပဲလုပ်တယ်โอเคပါအရင်ကြိုက်ပါတယ်ဟုတ်မိုက်တယ်ကွာ H တဲ့ဟာလဲတော့မသိဘူးနော် H Hirono ပေါ့โอเคကဲနှကောင်ထဲဆိုတော့လေအဖော်မယ်ပြီးထီးကြံနေမှာဆိုတော့ကျွန်တော်နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ဒီကတော့ secret တော့မဟုတ်တော့ဘူးကွာဒါပေမဲ့ဘယ်ကောင်လေးဖြစ်နိုင်လဲဆိုတော့ကျွန်တော်ရဲ့ fifth sense အရာပြောရမယ်ဆိုရင်ဒီကောင်ဒီကျွန်တော်လိုချင်တဲ့နေရာပဲဗျဒီကောင်ဖြစ်နိုင်တယ်ဒီချိန်လေးနဲ့ကျွန်တော်လိုချင်တာအဲ့ဒါနော်ကုန်းနေပဲဒီမှာလဲကုန်းတကောင်ရှိတယ် anyways ဖောက်မယ်ဗျာနော် channel နဲ့ကြိုက်ပါတယ်ငါတူနာငါလေးပါလေးလည်းမိုက်တယ်သူကအဓိပ္ပာယ်ရှိတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုကျွန်တော်ညံမမီကျွန်တော်ကြိုက်လို့ပေါ့နော်ချစ်လို့ဒီ stress ပြီးနေရလေးချစ်ဖို့ကကတိမြင်တော့မဟုတ်ဘူးပြေးကြပါရဲ့ဒါချိတ်ပဲမဆန်းဒဲဖောက်မယ်ပိတ်သက်ကြီးနဲ့ချင်းခုံမယ်ရော့2 3ဟာဟုတ်ဘူးဟာအိုးချစ်စရာလေး
ဒီကောင်လည်းမိုက်တယ်ပါဒီကောင်မိုက်တယ်ဒါတော့ရှုပ်လို့မရဘူးတော့ပေါ့ focus ချိန်ပါ focus စီလောက်ပါဟုတ်တယ်ပါဒီကောင်ကဘာလဲမသိဘူးသိတယ်ပါကြောက်စူးနဲ့မိနေတာကွာကြောက်စူးနဲ့မိရ self anchor တဲ့ဒီကောင်အတွေးလွန်နေရလားမသိဘူးတလားသူကသူကိုထိန်းချုပ်ထားတာကိုဟိုဖြစ်တာအောက်ဆီဂျင်တက်နေတော့ပါတာဗျစိုးကဒါဖွင့်လို့ရမယ်တင်အိုးဟုတ်တယ်နော်ပြိတ္တဟုတ်တယ်ဒီကောင်လေးဘာလဲလုပ်လို့ရတယ်ပြီးသားရဘူးပါဒီကောင်လေးကတော့မရဘူးဒီကောင်လေးကမှဖွင့်ပိတ်လေးပါ focus ကြီးလည်းအောက်ကုန်ပြီလောက်ပါငါ focus ပါဟေးနော်ဒီမှာကဲပေါ်မမဲတော့ဗျာ2ယောက်တည်းဆိုအထီးကျန်နေမှာဆိုလို့ဒီမှာ3កောင်ဖြစ်သွားပြီနော်ဒါဒီ series လေးက3កောင်ပေါ့မိုက်တယ်အကုန်ကြိုက်တယ်ခုနစိတ်ထဲမှာဒါလေးကိုမှန်းလိုက်သေးတယ်ဒီကောင်လေးတော့ဖြစ်နိုင်တယ်လို့ဒီကောင်လေးလည်းမစိုးဘူးပေါ့နော်ဒါပေမဲ့ဒါလေးဖွင့်လို့ရတော့သဘောကျရတယ်ဗျာမှန်လေးနဲ့โอเคဗျာကျေးဇူးတင်ပါတယ်ဒီခါတော့တကယ်မဝယ်တော့ပါဘူးတကယ်မဝယ်တော့ဘူးလို့ထင်တာပဲနော်ကဲကျေးဇူးအများကြီးတင်ပါတယ် bye bye